အားလုံးပဲမင်္ဂလာပါလို့ဒီနေ့ကတော့ထမင်းစားမှာပါဘာဟင်းလည်းမသိပါဘူးမှာပြီးတော့ပဲယူလာတာပါဒီမှာဘာမဆိုအိုက်တော့ဖြစ်နေဆိုရဲလူကြီးတယောက်ပါကဲပါအဲ့စားကျမရဲ့အဖေပါဒါကျမရဲ့အမေပါကျမရဲ့အမေကတော့ဆရာကြီးပေါ့မောင်တို့လိုမျိုးထမင်းယူစားမှာမဟုတ်ရခိုင်မုတ်တီကိုရောသားပဲဒုထိုးကဆာမာတာပါဒုထိုးပေးစားပါတယ်ဒါဘာကြီးလည်းမသိပါဘူးဒါတို့ရရလေးပါဒီဟာချမောင်ရွက်ဒီကြတော့ဒါဘလို့ခေါ်မဟုတ်ပါမှလားဘဲဥပဲဖြစ်ပါလေရှင်အရင်ဟင်းဆိုပြီးတော့ငါဥချပေးသွားတာစင်တဲ့ရဲမြေဝါစားလေးပါအောင်မယ်နော်ဒီမှာကျမသမီးဘာလို့နေလဲမသိပါဘူးလို့ကျမသမီးဘာလို့လဲမသိဘူးကိုရခိုင်မတ်ကိုမစားပဲကျမသမီးဘာလို့နေလဲမသိပါဘူးကြကြပါအောင်တိုးစရာလေးစားလိုက်သေးတယ်ဆိုတော့တော့ဆုံးခက်သေးတယ်ထမင်းစားလေးပါအောင်မယ်ဘယ်ကြော်လည်းမသိဘူးထမင်းစားသွားတယ်ရှမောင်ဟင်းမစားနေမမတည့်ရတယ်这个စကားပြောတတ်တယ်ကွာထားလိုက်ပါတော့ခေါက်လိုက်တော့ငုံပါပါလေဘဲဥလေးထဲလိုက်ပါအောင်မယ်အစီလေးစားအဲ့ဒါပါလေစမီစားလိုက်ပါအောင်မယ်။အားရောက်တယ်လည်းပါတယ်။ဖေးဟိုက်မလား။ဘုံကြီးတန်းကြီးမောင်တို့ဟိုဒီလမ်းကြီးရလေ။အမှန်တမ်းကြီးဟုတ်တယ်ဒါမဲ့ဟေးဟိုက်လို့လေကောင်းတယ်ဆက်လို့အေးလေးတောက်လိုက်ပါဦးစတော်ဘယ်လီအေးလေး Oh my god ဆက်တလာလေးရှိတယ်ငါဖဲလေးနောက်တာ။ကျွေးမယ်။ဟောဖိတ်တယ်။တော့ရ။ကောပဲလား။ကျမရင်ချောစားလိုက်ရမှာလို့